တော့ဒီကျွန်တော်ကို brother တယောက်လာမေးထားတယ်ပေါ့နော်သူမှာဒီဖုန်းတစ်လုံးပဲရှိတယ်ပေါ့နော်ကင်မရာနဲ့ကျွန်တော်တို့ဒီ t-shirt design တွေဖန်တီးလို့ရလာပေါ့နော်ပြီးတော့သူကဒီ design တွေအတွက်ဘယ်ကရှာမလဲဆိုပြီးလာမေးထားတယ်ပေါ့နော်အဲ့ brother တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးလုပ်ပေးချင်ပါတယ်အဲ့ဘာလဲဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ကင်မရာရှိရုံနဲ့ဖုန်းနဲ့ပဲလုပ်လို့ရလားဆိုတော့ကျွန်တော်ရတယ်လို့ပြောချင်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကအဓိကဒီ sticker တွေကဒီကျွန်တော်တို့ supplier တွေမှာတွားယူလို့ရတယ်ပေါ့နော် sticker ကိုအဓိကကျွန်တော်က preview design ပဲလုပ်မှာဆိုရင် online မှာရောင်းဖို့အတွက်ပေါ့နော် online မှာရောင်းဖို့အတွက် preview ပဲလုပ်မှာဆိုရင်ဒီ Canva မှာကျွန်တော်တို့အများကြီးဖန်တီးလို့ရတယ်ပေါ့နော် sticker design တွေကိုလည်းကျွန်တော်တို့က Canva မှာပဲ download လုပ် download မို့ဆေးပြီးတော့အဲ့ဒီ preview design လေးပြန်လုပ်လို့ရတယ်ပေါ့နော်များသောအားဖြင့်ကဒီ Pinterest ကထောင်းကြတယ်ဆိုပေမဲ့ Canva ထဲမှာလည်းကျွန်တော်တို့ကဒီ share design တွေစုံစုံလင်လင်နဲ့အများကြီးရှိရတွေ့ရတယ်ပေါ့နော်အဲ့ကျွန်တော်တို့ဒီမှာ template နေရာမှာရိုက်ရှာလို့ရတယ်ပေါ့နော်ဒီ share design ဆိုပြီးရိုက်ရှာလို့ရတယ်ဟိုကျွန်တော်တို့ဒီမှာ search bar မှာ t-shirt design ဆိုပြီးရိုက်ရှာလိုက်ပေါ့နော်။အဲ့မှာကျွန်တော်ဒီမှာ t-shirt အခုခေတ်စားနေတဲ့ဟာတွေရောအများကြီးပေါ့နော်။အခုကင်မရာအားသာချက်ရှိတာဒီ Pinterest ဆိုရင်တချို့ဆို watermark တွေပါတယ်ဝါးတာရှိတယ်ပေါ့နော်။ကင်မရာမှာတော့သူ့မှာရှိတဲ့ပုံမှန်များအကုန်လုံးလုံးဝ quality တွေကကိုချက်တလို့တင်လို့ရတယ်ပေါ့နော်။အများကြီး 2K ထိရတယ်ဆိုတော့လုံးဝအဆင်ပြေရပေါ့နော်။အဲ့ကျွန်တော်ကဒီမှာ design ကိုအရင်ရှာမယ်ဆိုရင်ဒီ template နေရာနေပြီးတော့ t-shirt design ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်။ရိုက်ရှာပြီးရင်ကျွန်တော်ဒီမှာကိုကြိုက်တဲ့ဟာလေးတွေပြန်ပြီးတော့အဲ့ကင်မရာမှာ preview design ပြန်လုပ်လို့ရတယ်ပေါ့နော်ဟိုကျွန်တော်ဒီထဲကအဆင်ပြေတာတစ်ခုဒီမှာထောက်လိုက်မယ်ဒါဆိုရင်သူနဲ့ဆက်ဆက်ရည်ထပ်ပြီးတော့ကြာလာသေးတယ်ပေါ့နော်အများကြီးပဲကိုကြိုက်တာဒီမှာသုံးလို့ရတယ်ဟိုကျွန်တော်ဒီကောင်လေးကိုသုံးလိုက်ပါနော်ဒီကောင်လေးကိုသုံးမယ်ဆိုကျွန်တော်ပြင်နေတာပါညာရှိရဆိုလို့ရှိရင်ဒီမှာ customize this template ကနေပြီးတော့ပြန်ပြင်လို့ရတယ်ပေါ့နော်မပြင်ချင်ဘူးကွာတစ်ခါလေးသုံးနေတယ်ဆိုရင်လည်းတစ်ခါလေးဒီမှာ save လုပ်ပြီးတော့တစ်ခါလေး download ရတယ်ပေါ့နော်ဟိုကျွန်တော်ဒီမှာပြင်နေတာရှိရင်ဒီမှာ color change နေတာပါညာဆိုရင်လည်းဒီမှာ color တွေပြန်ပြီးတော့ change လို့ရတယ်ပေါ့နော်ကင်မရာရဲ့အားသာချက်ကတော့အဲ့ဒီခုရှိတယ်ပေါ့နော်ဟိုကျွန်တော်ဘာမှပြင်ချင်ဘူးတစ်ခါလေး save မယ်ဆိုရင်ဒီမှာ share ဆွဲ close လေးရှိရယ် share ဆွဲ close ရှင်ပြီးကျွန်တော်ဒီမှာ download ပေါ့နော် download နေပြီးတော့ဒီမှာ PNG လား JPEG လားကြိုက်တာရွေးပါနော်အခုကျွန်တော်တို့အညီမှာတင်ပါဆိုကျွန်တော် PNG လေး download လိုက်ပါနော် PNG download လိုက်မယ်ပြီးကျွန်တော်ဒီအောက်နားလေးမှာ transparent background ဆိုတာလေးကိုအမှန်ချစ်ပေးပြီးတော့ဒီမှာ site ရွေးလို့ရတယ်ပေါ့နော် site ကကျွန်တော်က 4K ထိတောင်ရတယ်ပေါ့နော်အဲကျွန်တော်က 4K မလို့ကျွန်တော်ဒီ15လောက်ဆိုတော့အဆင်ပြေပါနော်အဲဒါကျွန်တော်ကဒီမှာ download ကိုနေပေးလိုက်မယ်โอเคပြီးသွားပြီပေါ့နော်အဲ့ဒီပုံလေးကျွန်တော်ကဒီမှာကင်မရာမှာပဲပြန်သုံးမှဖြစ်တဲ့ upload ပြန်လုပ်မယ်ပေါ့နော် upload ပြန်လုပ်မယ်ဒီမှာပေါ့နော်โอเคဒီမှာ upload လုပ်လိုက်ပြီပြီးသားဆိုရင်ကျွန်တော်ကဒီ t-shirt မှာ preview design လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ banner လေးမှာပေါ့နော် customize size ဆိုတာလေးရှိတယ်ဆိုတော့ကျွန်တော်ဒီရှေ့ကိုပြန်သွားလဲရတယ်ပေါ့နော် home ကိုပြန်သွားလဲရတယ်ဒါမှမဟုတ်ဒီကနေ new page ခေါ်ပြီးလဲသွားလို့ရတယ်ပေါ့နော်အဲကျွန်တော် home ကိုပြန်သွားလိုက်မယ်ဒီမှာ customize set ကနေပြီးတော့ကျွန်တော် preview design online မှာတင်ဖို့ preview design ဆွဲမှာဖြစ်တဲ့အတွက်ဒီမှာ site လေးတစ်ခုရွေးမယ်ပေါ့နော်ဒီမှာကိုကြိုက်တဲ့ site ကိုဒီမှာရွေးလို့ရတယ်ဘယ်ဝန်ကြတယ်ဒီမှာဆိုရင်ဒီကောင်ဆို1:1ပေါ့နော်အကောင်လေးရွေးလိုက်မယ်ဟိုကျွန်တော်ဒီ background color ကိုကြိုက်တဲ့အရာထားလို့ရတယ်ပေါ့ဒီမှာ color နေပြီးတော့ gradient ထားမလား one color ထားမလားကြိုက်တဲ့အရာထားလို့ရတယ်ပေါ့နော်ဟိုကျွန်တော်အဖြူလေးပဲပြန်ထားလိုက်မယ်ပြီးတော့ဆိုကျွန်တော်ကဒီမှာအင်ကြီးပုံတွေဒီမှာ upload တင်ထားရပါတော့ကိုသုံးမဲ့ဒီအပြင်မှာတကယ်ရောင်းတဲ့ t-shirt တွေကိုဒီကင်မရာထဲမှာလည်း upload တင်ထားရပါတော့အဲ့ဒါမှကျွန်တော်က preview design ဖန်တီးရကအဆင်ပြေရပါတော့အဲ့တော့ကျွန်တော်ဒီ upload ကနေပြီးတော့ t-shirt ပုံလေးတွေကိုဒီမှာ upload တင်ထားတာရှိရပါတော့အဲ့ဒါလေးကိုတစ်ချက်ယူသုံးလိုက်မယ်ဒီမှာကိုကနှစ်ထည်လုံးပြချင်တာလားဒီ front back ကိုပြချင်တာဆိုရင်တော့ဒီနေရာမှာနှစ်ထည်လုံးကိုစိတ်ကြိုက်နေရာချပြီးပြီပေါ့နော်ကျွန်တော်ကတော့ဒီမှာတစ်ထည်လေးကိုပြမှာဖြစ်တဲ့အတွက်ဒီမှာ t-shirt တစ်ထည်ကိုဒီမှာထားလိုက်ပါတော့ပြီးတော့ဆိုရင်ခုနကကျွန်တော်တို့ဒီမှာ download လုပ်လာခဲ့တဲ့ upload ဖန်နေပြီးတော့ Canva sticker လေးကိုဒီမှာထည့်လိုက်ပါတော့ဟုတ်ကျွန်တော်ဒါဆိုရင်ကျွန်တော်ကတော့ဒီရင်ဘက်မှာထားမှာပေါ့နော်မိတ်ဆွေတို့ကဒီနောက်ကျောဘက်မှာကြိုက်တယ်ဆိုရင်လည်းအင်ကြီးကိုအဲ့လိုနောက်ကျောဘက်ပုံပါတဲ့ဟာကိုတောင်းပြီးတော့ပြန်ပြလို့ရတယ်ပေါ့နော်ဟုတ်ကျွန်တော်တို့နေရာတခြားချပြီးတော့လုံးဝအဆင်ပြေဆိုရင်
ဒီ design လေးရရရပေါ့နော်ပြီးတော့ကျွန်တော်ဒီ design မှာထည့်ဖို့တခြားလိုအပ်တာတွေထည့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဆက်သွယ်လို့ရမယ်လိပ်စာတွေဖုန်းနံပါတ်တွေပြီးရင်ဒါမှမဟုတ်တခြားကိုလိုအပ်တဲ့ logo တွေပေးနိုင်မယ်စိတ်ကြိုက်ထည့်မယ်ပေါ့နော်ကျွန်တော် logo ထည့်မယ်ဆိုရင်လည်းဒီမှာကိုယ့်ရဲ့ logo တခုဒီမှာကြိုတင်ပြီးတော့ upload လုပ်ထားမှာပေါ့နော်ပြီးရင်ဒီနာမှာနေရာချပြီးထည့်လိုက်မယ်ဒီကျွန်တော်ကဒီနာမှာ design ဘာညာလေးအလှထည့်ခြင်းနဲ့ဆိုရင်ဒီ element နေရာနေပြီးတော့ဒီမှာ shape design ဆိုပြီးတော့ရိုက်ရှာလိုက်ပါတော့ဟို design shape design အကုန်ပါနော်အဲ့ဆိုအများကြီးကြာလာလိမ့်မယ်အဲ့မှာကိုကြိုက်တဲ့ဟာလေးတွေဒီမှာအင်ကြီးမှာမြင်လှအောင်တစ်ခုချင်းလိုက်ထည့်လို့ရရပါတော့โอเคဒါလေးရတော့ဒီ element design လေးပေါ့နော်ကိုကြိုက်တဲ့ဟာလေးတွေကိုစိတ်ကူးရှိသလိုမှပုံဖော်ပြီးတော့ထည့်လို့ရရပါတော့အဲဒီမှာကျွန်တော်တို့အများကြီးရှိတယ်ဒီကောင်လေးဆိုရင်ကျွန်တော်တို့ဈေးနှုန်းလေးရေးလို့တက်နေပေါ့နော်ဈေးနှုန်းလေးရေးခြင်းနဲ့ဆိုရင်ဒီအင်ကြီးကိုနေရာတကျပြန်ချိန်ပေါ့နော်အင်ကြီးနေရာတကျပြန်ချိန်ပြီးတော့ဈေးနှုန်းလေးတွေဘေးမှာထားလို့ရတယ်โอเคကျွန်တော်ဒီအောက်မှာထားတာဖြစ်ပြီပေါ့နော်โอเคဒီအောက်မှာကျွန်တော်ကဒီဆက်သွယ်လို့ရမယ့်ဟာတွေပါထည့်ခြင်းနဲ့ဆိုရင်ဒီကောင်လေးတွေတုံးလို့ရတယ်ပေါ့နော်ဒီကောင်လေးတုံးလို့ရတယ်ဒီနေရာမှာကိုယ့်ရဲ့ Telegram ဖြစ်ဖြစ်တခြားပေါ့နော်ဖုန်းနံပါတ်ဖြစ်ဖြစ်ဒီမှာရိုက်ထည့်လို့ရတယ်အဲ့တော့စာရိုက်ခြင်းမျိုးဆိုရင်ကျွန်တော်ကဒီမှာ task ကနေပြီးတော့ပေါ့နော် task ကနေပြီးတော့ဒီမှာ task box ခေါ်ပြီးကျွန်တော်ဒီမှာဖုန်းနံပါတ်တွေပါရိုက်လို့ရတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီမှာဒါမှမဟုတ်က Telegram username တွေပါထည့်ခြင်းနဲ့ဆိုရင်လည်းဒီမှာ Telegram username ရေးပြီးတော့ logo တွေပါခုနက element တွေပြီးတော့ဒီမှာ Telegram logo ဆိုပြီးရိုက်ရှာလို့ရတယ်ပေါ့နော်အဲဆိုတော့ Telegram logo လေးကြာလာမှာဖြစ်ပါတယ်ဟိုဒီမှာကျွန်တော်အများကြီးပဲယူသုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့မထည့်ပြတော့ဘူးဒီဖုန်းနံပါတ်ပဲနမူနာပြပါဆိုတော့ဟိုပြီးရင်ဒီနောက်မှာကျွန်တော်တို့ color change တာဖြစ်ဖြစ်ဒီမှာစီနှုံးတွေရေးတာဖြစ်ဖြစ်ကိုကြိုက်တဲ့ဟာလေးအကုန်တစ်ခုချင်းကောက်တယ်ပေါ့နော်လိုချင်တဲ့ဟာရှင်ဒီ element မှာကျွန်တော်ကစာရိုက်ပြီးတော့ရိုက်ရှာလို့ရတယ်ပြီးတော့ကျွန်တော်စိတ်တိုင်းကြပြီဆိုလို့ရှိရင်တော့ဒီစေ့လို့ရတယ်ပေါ့နော်ဒီ share ကနေပြီးတော့ကျွန်တော်ဒီမှာ share ဆိုတာလေးနေပြီးတော့ဒီမှာ download ခုနလိုပဲ download setting မှာကိုက PNG လား JPEG လားပေါ့နော်ဒီကောင်တော့ကျွန်တော်က JPEG ပဲစေးလိုက်မယ်စိတ်ကြိုက်ကျွန်တော် site ချိန်မယ်ပေါ့နော် quality ချိန်မယ်ပြီးတော့ရင်ကျွန်တော်က download နှိပ်လိုက်ပါပဲဒါဆိုကျွန်တော်ကဒီ preview design လေးပေါ့နော် online မှာတင်ရောင်းလို့ရတယ် preview design လေးကိုကင်မရာနဲ့လွယ်တကူဆွဲလို့ရတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေရမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကမဲဆွေတဲ့အကျိုးရှိတယ်ဆိုရင်တော့ like and share လေးလုပ်ပြီးတော့ကူညီပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်နော်